ယုံကြည်မှုဆိုတာလူသားတစ်ယောက်ရဲ့ဘဝမှာအဖို့တန်ဆုံးသောအရာတစ်ခုဖြစ်တယ်လို့ထိုယုံကြည်မှုကိုအလွဲသုံးစားလုပ်ခံရခြင်းဟာလည်းဘဝမှာအနာကျင်ရဆုံးသောခံစားချက်တစ်ခုပဲဖြစ်ပါတယ်။ဒီကနေ့မှာတော့အများပြည်သူရှေ့မှောက်မှာအောင်မြင်မှုတစ်ယောက်ကိုစောင့်နိုင်ခဲ့ပြီးဘဝရဲ့အမြင့်ဆုံးအမှတ်အသားတစ်ခုကိုရောက်ရှိခဲ့တဲ့မိန်းကလေးတစ်ယောက်ရဲ့နောက်ွယ်ကကြေကွဲဖွယ်ရာဇာတ်လမ်းတစ်ပုဒ်ကိုဖော်ထုတ်တင်ပြသွားမှာဖြစ်ပါတယ်။သူမကတော့ပရိသတ်တွေရဲ့အချစ်တော်ချွေးနှဲစာနဲ့ကြိုးစားအထောက်မှုတွေကြောင့်ရတဲ့ရထိုက်တဲ့စုငွေတွေကိုရရှိခဲ့တဲ့စမ်းရည်မှုပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီအောင်မြင်မှုရဲ့နောက်ွယ်မှာသူမရဲ့ဘဝတစ်စစ်ချိုးပြောင်းလဲသွားစေမဲ့လှည့်ကွက်တစ်ခုကိန်းရောက်နေခဲ့တယ်ဆိုတာကိုဘယ်သူမှထင်မှတ်ထားခဲ့မှာမဟုတ်ပါဘူး။အထူးသဖြင့်အဲ့ဒီလက်ကွက်ကိုဖန်တီးခဲ့သူဟာသူမအပေါ်အမြဲတမ်းအရေးတကြီးကြီးနဲ့စောင့်ရှောက်ခဲ့တယ်လို့အားလုံးကထင်မြင်ယူဆထားတဲ့သူမရဲ့ဆရာရင်အောင်ကျော်ထွန်းဖြစ်နေတဲ့အခါမှာတော့ဒီဇလန်းဟာပိုပြီးတော့ရင်နာစရာကောင်းနေခဲ့ပါတယ်။စမ်းရည်မိုးရဲ့ဘဝဖြတ်သန်းမှုဟာလွယ်ကူချုံမွေးခဲ့တာမဟုတ်ပါဘူး။အောက်ခြေသိမ်းဘဝကနေစတင်ခဲ့ရပြီးအခက်ခဲပေါင်းများစွာအတားအဆီးပေါင်းများစွာကိုကျော်ဖြတ်ခဲ့ရတာပါ။သူမရဲ့ကြိုးစားအားထုတ်မှုတွေညအိမ်မပြတ်နိုင်ပဲလေ့ကျင့်ခဲ့ရတဲ့ရက်တွေချွေးတွေမျက်ရည်တွေကြားကနေနောက်ဆုံးမှာတော့သူမမျှော်မှန်းထားတဲ့အောင်မြင်မှုပန်းတိုင်ကိုလှမ်းကင်နိုင်ခဲ့ပါတယ်။ဒီလိုအောင်မြင်မှုနဲ့အတူသူမအတွက်ထိုက်တန်တဲ့စုကြေးငွေတွေလည်းအမြောက်အများရရှိခဲ့ပါတယ်။ဒီစုငွေတွေဟာစမ်းရည်မိုးအတွက်တော့တာမန်ငွေကြေးတွေမဟုတ်ပါဘူး။သူမရဲ့မိသားစုကိုဆင်းရဲတွင်းကနေကယ်တင်ပေးမဲ့သူမရဲ့မိဘတွေကိုတက်တောင့်တက်တာထားနိုင်မဲ့ဘဝရဲ့မျှော်လင့်ချက်ရောင်ကြီးတစ်ခုပဲဖြစ်ပါတယ်။စမ်းရည်မိုးရဲ့အကြီးမားဆုံးအိမ်မက်ကတော့သူမရဲ့မိသားစုအတွက်လုံခြုံတွေးထွေးတဲ့ကိုယ်ပိုင်အိမ်လေးတစ်လုံးဆောက်လုပ်ပေးဖို့ပါပဲ။ဒီအိမ်မက်ကိုအကောင့်ထဲပေါ်ဖို့သူမပြင်ဆင်နေချိန်မှာပဲသူမရဲ့ဆရာရင်းဖြစ်သူအောင်ကျော်ထွန်းကကြားဝင်လာခဲ့ပါတယ်။အောင်ကျော်ထွန်းဆိုတာကတော့စမ်းရည်မိုးဘဝအစကတည်းကလမ်းပြပေးခဲ့သူပညာသင်ပေးခဲ့သူအခက်ခဲတွေကြားမှာဖေးမကူညီခဲ့သူတယောက်ဖြစ်စမ်းရည်မိုးကတာမကပတ်ဝန်းကျင်ကပါအတိအမှတ်ပြုထားသူဖြစ်ပါတယ်။စမ်းရည်မိုးအတွက်တော့အောင်ကျော်ထွန်းဟာဆရာတယောက်တာမကဖခင်တယောက်လိုမိသားစုဝင်တယောက်လိုယုံကြည်အားထားရသူပါ။ဒါကြောင့်လဲသူမရဲ့ရင်တွင်းကအိမ်မက်ကိုဆရာဖြစ်သူကိုဖွင့်ဟတိုင်ပင်ခဲ့ပါတယ်။အောင်ကျော်ထွန်းကလည်းစမ်းရည်မိုးရဲ့ဆန္ဒကိုသိရှိသွားချိန်မှာအလွန်တရာစေတနာထားတရားဟန်ဆောင်ပြီးအိမ်ဆောက်မဲ့ကိစ္စအဝဝကိုသူကိုယ်တိုင်တာဝန်ယူဆောင်ရွက်ပေးမယ်လို့ကတိပေးခဲ့ပါတယ်။စမ်းရည်မိုးအနေနဲ့ရှေ့ဆက်ပြီးအလုပ်တွေလေ့ကျင့်မှုတွေပိုလုပ်နိုင်အောင်အိမ်ကိစ္စကိုခေါင်းထဲမထည့်ဖို့သူကိုယ်တိုင်အကောင်းဆုံးဖြစ်အောင်ကြီးကြပ်ဆောက်လုပ်ပေးမယ်လို့စီယုံခဲ့ပါတယ်။ဒီစကားတွေဟာစမ်းရည်မိုးအတွက်တော့နက်ရည်စင်လိုအေးမြစေခဲ့ပြီးသူမရဲ့ချွေးနှဲစာစုငွေတွေအားလုံးကိုဆရာဖြစ်သူအောင်ကျော်ထွန်းလက်ထဲကိုယုံယုံကြည်ကြည်နဲ့အနံလိုက်ပါတော့တယ်။ဒီအချိန်ကစပြီးအောင်ကျော်ထွန်းရဲ့ရက်ဆက်ရုံမာတဲ့ဇက်ကွက်တွေစတင်ပါတော့တယ်။ငွေတွေလက်ထဲရောက်သွားပြီးတဲ့နောက်ပိုင်းမှာအောင်ကျော်ထွန်းရဲ့အပြုအမူတွေဟာတဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။အစပိုင်းမှာတော့မြေကွက်သွားကြည့်နေတဲ့ပစ္စည်းတွေဝယ်နေတဲ့ပန်းရံဆရာတွေနဲ့ဈေးညှိနေတယ်ဆိုပြီးအကြောင်းပြချက်အမျိုးမျိုးပေးကစမ်းရည်မိုးကိုယုံကြည်အောင်လှည့်စားခဲ့ပါတယ်။စမ်းရည်မိုးကလည်းဆရာသမားရဲ့စကားကိုတသွေးမတိန်ယုံကြည်ခဲ့ပြီးအိမ်လေးပြီးမဲ့ရက်ကိုသာလက်ချိုးရည်အတွက်မျှော်လင့်နေခဲ့ပါတယ်။ဒါပေမဲ့အချိန်တွေတဖြည်းဖြည်းကြာလာတာနဲ့အမျှအိမ်ဆောက်တဲ့လုပ်ငန်းစဉ်ကဘာမှထူးခြားမလာခဲ့ပါဘူး။စမ်းရည်မိုးကအိမ်ဆောက်တဲ့အခြေအနေကိုမေးမြန်းတိုင်းအောင်ကျော်ထွန်းဘက်ကနိုင်ငံရေးအခြေအနေကြောင့်ကုန်စည်နှုန်းတွေတက်နေလို့ခဏဆောင်ဖို့ရာသီဥတုမကောင်းလို့အလုပ်လုပ်ရခက်နေလို့စတဲ့စင်ကြေစင်လက်တွေနဲ့သာအချိန်ဆွဲနေခဲ့ပါတယ်။အမှန်တကယ်တော့အဲ့ဒီအချိန်တွေမှာအောင်ကျော်ထွန်းဟာစမ်းရည်မိုးရဲ့စုငွေတွေကိုသူ့ရဲ့ကိုကျိုးအတွက်အသုံးချနေခဲ့တာဖြစ်ပါတယ်။ကျွန်ုပ်တို့စုံစမ်းသိရှိရတဲ့အထောက်အထားတွေအရအောင်ကျော်ထွန်းဟာအဲ့ဒီငွေတွေကိုအိမ်ဆောက်ဖို့မသုံးခဲ့ပဲသူ့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံတာအကျွေးတွေဆက်တာနဲ့စိန်ခံပစ္စည်းတွေဝယ်ယူတာတွေလှုပ်ဆောင်နေခဲ့တာကိုအံ့ဩဖွယ်ရာတွေ့ရှိရပါတယ်။စမ်းရည်မိုးရဲ့မျက်ရည်တွေနဲ့ရင်းထားရတဲ့ငွေတွေကိုသူကရက်ဆက်ဆက်ကိုကျိုးရှာနေခဲ့တာပါ။လပေါင်းများစွာကြာလာတဲ့အခါမှာတော့စမ်းရည်မိုးလည်းတန်တရားဝင်လာပြီးအိမ်ဆောက်နေတဲ့ဆိုတဲ့နေရာကိုကိုယ်တိုင်တွားရောက်ကြည့်ရှုခဲ့ပါတယ်။အဲ့ဒီအခါမှာသူမမြင်တွေ့လိုက်ရတဲ့မြင်ကွင်းကတော့သူမရဲ့နှလုံးသားကိုဓာတ်နဲ့ထိုးခွဲလိုက်တယ်လို့ပါပဲအိမ်ဆိုလို့အုတ်မြစ်တောင်မချရသေးတဲ့ဗလာချင်းနေတဲ့မြေကွက်လက်ကြီးကိုသာတွေ့လိုက်ရပါတယ်။ပတ်ဝန်းကျင်ကိုစုံစမ်းကြည့်တဲ့အခါမှာလည်းဒီမြေကွက်ဟာအောင်ကျော်ထွန်းဝယ်ထားတာမဟုတ်ပဲအခြားသူတယောက်ရဲ့မြေကွက်ဖြစ်နေတာကိုထိတ်လန့်ဖွယ်ရာသိရှိခဲ့ရပါတယ်။ဒီအမှန်တရားကိုတိတိချင်းစမ်းရည်မိုးဟာဆရာဖြစ်သူအောင်ကျော်ထွန်းစီကိုချက်ချင်းတွားရောက်တွေ့ဆုံပြီးမေးမြန်းခဲ့ပါတယ်။ဒါပေမဲ့အောင်ကျော်ထွန်းရဲ့တုံ့ပြန်မှုကတော့အလွန်ကိုရိုင်းဆိုင်ပြီးတာဝန်မဲ့လွန်းလာပါတယ်။သူကငွေတွေကိုအခြားလုပ်ငန်းတစ်ခုမှာရင်းနှီးမြှုပ်နှံလိုက်ပြီးဖြစ်ကြောင်းအရှုံးပေါ်သွားလို့ငွေတွေပြန်မရနိုင်တော့ကြောင်းအေးဆေးစွာပဲပြောဆိုခဲ့ပါတယ်။စမ်းရည်မိုးကငိုယိုပြီးသူမရဲ့ငွေတွေကိုပြန်တောင်းတဲ့အခါမှာလည်း
အောင်ကျော်ထွန်းကကျေးဇူးရှင်ကိုပြန်စော်ကားရမလားဆိုပြီးချင်းချောက်ပြောဆိုမှုတွေပါပြုလုပ်ခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာစန်းရည်မိုးရဲ့ဘဝကိုအကြီးအကျယ်ရိုက်ခတ်သွားခဲ့ပါတယ်။ကိုယ်တိုင်အပင်ပန်းခံရှာဖွေထားတဲ့ငွေကြေးတွေဆုံးရှုံးသွားရုံသာမကသူမအယုံကြည်ရဆုံးအလေးစားရဆုံးဆရာတစ်ယောက်ရဲ့တစ္ဆာဖောက်မှုကိုခံလိုက်ရတာကြောင့်စိတ်ပိုင်းဆိုင်ရာပြင်းထန်တဲ့ထိခိုက်မှုတွေကိုပါခံစားခဲ့ရပါတယ်။မိသားစုကိုအိမ်လေးတစ်လုံးနဲ့ထားခြင်းနဲ့သူမရဲ့အိမ်မက်လေးဟာလည်းတခဏချင်းမှာပဲလေထဲကတိမ်တွေလိုလွင့်စင်ပျောက်ကွယ်သွားခဲ့ရပါတယ်။ဒီသတင်းဟာလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာပြန့်နှံ့သွားတဲ့အခါမှာတော့ပရိသတ်တွေကြားမှာအကြီးအကျယ်ဂယက်ရိုက်သွားခဲ့ပါတယ်။အားလုံးကစန်းရည်မိုးအတွက်ရင်နာကြေးကွဲဖြစ်ရသလိုအောင်ကျော်ထွန်းရဲ့ရုပ်မာတဲ့လုပ်ရက်ကိုလည်းပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ကြပါတယ်။ဆရာတယောက်ရဲ့ကျင့်ဝတ်နဲ့မညီဘဲတပည့်ဖြစ်သူရဲ့ချွေးနှဲစာကိုခေါင်းပုံဖြတ်အမျက်ထုတ်သွားတဲ့ဒီလုပ်ရက်ဟာလူအဖွဲ့အစည်းတစ်ခုလုံးအတွက်အလွန်ရုပ်ဆိုးအကြီးတန်းတဲ့လုပ်ရက်တစ်ခုပဲဖြစ်ပါတယ်။အောင်ကျော်ထွန်းအနေနဲ့သူလုပ်ခဲ့တဲ့လုပ်ရက်တွေအတွက်ဥပဒေအရရောလူမှုရေးအရပါတာဝန်ယူရမှာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့စန်းရည်မိုးဘက်ကတရားဥပဒေနဲ့အညီဖြေရှင်းဖို့ပြင်ဆင်နေပြီးအမှန်တရားပေါ်ပေါက်လာမယ့်နေ့ကိုအားလုံးကစောင့်မျှော်နေကြပါတယ်။ဒီဖြစ်ရပ်ဟာလူသားတွေကြားမှာရှိတဲ့ယုံကြည်မှုနဲ့တစ္ဆာတရားကိုအကြီးအကျယ်မေးခွန်းထုတ်เสียဖြစ်လာစေပါတယ်။ဆရာနဲ့တပည့်ဆိုတဲ့မုံမြတ်တဲ့ဆက်ဆံရေးကိုအသုံးချပြီးလိမ်လည်လက်ဖျားသွားတဲ့အောင်ကျော်ထွန်းရဲ့လုပ်ရက်ဟာတမိုင်းမှာအမဲဆက်တစ်ခုအဖြစ်ကြံ့ရင့်နေခဲ့မှာအသေးချာပါပဲစန်းရည်မိုးအနေနဲ့ဒီလိုကြီးမားတဲ့အခက်အခဲကိုရင်ဆိုင်နေရပေမဲ့လည်းသူမရဲ့စိတ်သက်ခွန်အားတွေပြန်လည်ရရှိပြီးဘဝကိုအသစ်ကနေပြန်လည်စတင်နိုင်ပါစေလို့ပရိသတ်တွေကဆုတောင်းပေးနေကြပါတယ်။အမှန်တရားဆိုတာအမြဲတမ်းပေါ်ပေါက်လာစမြဲဖြစ်ပြီးရုပ်မာသူတွေဟာလည်းသူတို့ရဲ့လုပ်ရက်အတွက်ထိုက်တန်တဲ့ပြစ်ဒဏ်ကိုခံရမှာမလွဲအကန့်ဖြစ်ပါတယ်။ဥပဒေရဲ့အဆုံးဖြတ်ကသာဒီကိစ္စကိုအပိသက်ပေးနိုင်မှာဖြစ်ပြီးစန်းရည်မိုးရဲ့မျက်ရည်တွေအတွက်တရားမျှတမှုအမြန်ဆုံးရရှိပါစေလို့ဆန္ဒပြုလိုက်ပါတယ်။အချိန်တွေတဖြည်းဖြည်းကုန်ဆုံးသွားပေမဲ့လည်းစန်းရည်မိုးရဲ့ရင်ထဲကဒဏ်ရာတွေကတော့အလွယ်တကူကျပြောက်နိုင်စွမ်းရှိမည်မဟုတ်ပါလူတစ်ယောက်ရဲ့အနာဂတ်လူတစ်ယောက်ရဲ့မျှော်လင့်ချက်ကိုကိုကျိုးအတွက်အရက်ဆက်ဆုံးရိုက်ချိုးဖျက်ဆီးလိုက်ခြင်းဟာလူကျင့်ဝတ်နဲ့လုံးဝဖီလာဆန့်ကျင်နေတဲ့လုပ်ရဖြစ်ပါတယ်။ယုံကြည်မှုဆိုတာအချိန်ယူတည်ဆောက်ရပြီးပျက်စီးသွားရင်ပြန်လည်တည်ဆောက်ဖို့အလွန်ခက်ခဲလာပါတယ်။ဒီဖြစ်စဉ်ကနေကျွန်ုပ်တို့အားလုံးသင်ခန်းစာယူစရာတွေအများကြီးရရှိနိုင်ပါတယ်။ငွေကြေးနဲ့ပတ်သက်လာရင်ဘလောက်ပဲရင်းနှီးတဲ့သူဖြစ်ပါစေတေချာတိကျတဲ့စာချုပ်စာတမ်းတွေအထောက်အထားတွေနဲ့သာဆောင်ရွက်တင်ကြောင်းဒီအဖြစ်အပျက်ကမိမောင်းထိုးပြနေပါတယ်။စန်းရည်မိုးလိုမျိုးရိုးသားကြိုးစားတဲ့လူငယ်လေးတွေအနေနဲ့ကိုယ့်ရဲ့အောင်မြင်မှုတွေကိုအသုံးချပြီးအမျက်ထုတ်လိုသူတွေရဲ့အန္တရာယ်ကနေကာကွယ်နိုင်ဖို့အတိအသည့်အမြဲရှိနေဖို့လိုအပ်လာပါတယ်။ဆရာဆိုတဲ့ဂုဏ်ပုဒ်ဟာအလွန်မြင့်မြတ်ပြီးတပည့်တွေကိုလမ်းမှန်ရောက်အောင်ပဲ့ပြင်လမ်းပြပေးရမယ့်သူဖြစ်ပေမဲ့အခုလိုမျိုးကိုကျိုးရှာလိမ်လည်မှုတွေကြောင့်ဆရာသမားတွေအပေါ်ထားရှိတဲ့အများပြည်သူရဲ့လေးစားယုံကြည်မှုတွေကိုပါထိခိုက်စေခဲ့ပါတယ်။အောင်ကျော်ထွန်းရဲ့ဒီလုပ်ရက်ဟာသူတယောက်တည်းရဲ့ဂုဏ်သိက္ခာကိုကျဆင်းစေတာမဟုတ်ပဲဆရာသမားအတိုင်းဝိုင်းတစ်ခုလုံးကိုပါအမဲဆက်ဆုံးထင်းစေခဲ့တာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့အမြန်ဆုံးစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးတရားခံကိုထိုက်တန်တဲ့ပြစ်ဒဏ်ပေးနိုင်ဖို့လိုအပ်နေပါပြီ။စန်းရည်မိုးရဲ့ဆုံးရှုံးသွားတဲ့စုငွေတွေကိုပြန်လည်ရရှိဖို့နဲ့သူမရဲ့အိမ်မက်လေးအကောင့်ထဲပေါ်လာဖို့အားလုံးကဝိုင်းဝန်းကူညီဖိမပေးကြဖို့လည်းတိုက်တွန်းချင်ပါတယ်။အမှောင်မိုက်ဆုံးအချိန်တွေကျော်လွန်ရင်အလင်းရောင်ဆိုတာရောက်လာစမြဲပါစန်းရည်မိုးအနေနဲ့ဒီလိုဆိုးရွားတဲ့အတွေ့အကြုံကိုကြော်ဖြတ်ပြီးပုံမခိုင်မာတဲ့စိတ်ဓာတ်နဲ့ရှေ့ဆက်လျှောက်လန်းနိုင်မယ်လို့ယုံကြည်ပါတယ်ကျွန်ုပ်တို့သတင်းအဖွဲ့အနေနဲ့လည်းဒီအမှုအခင်းရဲ့နောက်ဆက်တွဲအခြေအနေတွေကိုစဉ်ဆက်မပြတ်စောင့်ကြည့်ပြီးပရိသတ်တွေထံကိုအချိန်နဲ့တပြေးညီဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရားမျှတမှုဆိုတာနှောင့်နှေးနိုင်ပေမဲ့ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။စန်းရည်မိုးအတွက်အမှန်တရားနဲ့တရားမျှတမှုအမြန်ဆုံးရရှိပါစေကြောင်းဆန္ဒပြုရင်းယနေ့တင်ဆက်မှုကိုဒီနေရာမှာပဲရပ်နားခွင့်ပြုပါ